လာထမှာခိုင်းထားတဲ့မိချစ်ကတော့စီပုံမိချစ်ပဲဖြစ်ပါတယ်ဒီမိချစ်ကတော့လေအခုရကျွန်တော်တို့သုံးနေတဲ့မိချစ်တွေပဲဖြစ်ပါတယ်အကောင်ဝါလဲဆိုတော့ကျွန်တော်ချစ်ပြပါတော့ကျွန်တော်ပုံမှန်သုံးနေတဲ့မိချစ်ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်လာထမှာခိုင်းထားတဲ့စီပုံမိချစ်ပါကျွန်တော်ဒီလိုဖုန်းလေးကိုဖွင့်ပြီးတော့မီးလေးညှိလိုက်အောင်ပါပဲဒီလိုပိတ်လိုက်ရင်မီးချစ်ချင်းငင်းသွားမှာပါဘယ်ဟာအနေပိုကင်းလဲဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီမီးချစ်တွေကပိုပြီးအနေကင်းတယ်လို့ခံစားရပါတယ်ဒီမီးချစ်တွေက gas ကိုအသုံးပြုတာဖြစ်ပါတယ်ဒီမီးချစ်တွေကြတော့ကျွန်တော်လောင်စာစီတစ်ခုခုနဲ့အသုံးပြုရပါတယ်ကျွန်တော်ခုလက်ထက်မှာကင်ထားတဲ့မီးချစ်ကိုဘယ်နှခုနှစ်လောက်ထဲကသုံးလဲဆိုတော့1933ခုနှစ်လောက်ထဲကစတင်ပြီးသုံးပြုကြရပဲဖြစ်ပါတယ်ဒီမီးချစ်တွေကိုဘယ်မှာအတွေ့များလဲဆိုတော့ကျွန်တော် American ကားတွေပြီးတော့စစ်ကားတွေမှာလည်းတွေ့ပြပါတယ်ပြီးတော့ကျွန်တော်တွေတွေ့ပြည့်စုံနေရတော့ Wild Western ကားတွေမှာပဲဖြစ်ပါတယ်ဒီမှာခေါင်းမွိုင်တို့ဒါမှမဟုတ်အဓိကမင်းသားတို့ကဒီမီးချစ်လေးကိုချစ်ပြီးတော့ secret ကိုဖွာရပဲဖြစ်ပါတယ်ဒီမီးချစ်တွေကို American ရဲ့ကိုစားပြုတဲ့မီးချစ်လို့လည်းပြောနိုင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာရုပ်ရှင်တကားရှိပါတယ်အဲ့ရလည်းဒီမီးချစ်ကိုအခြေခံတာပဲဖြစ်ပါတယ်အဲ့ဒီရုပ်ရှင်ကားနာမည်ကတော့မီးချစ်ပဲဖြစ်ပါတယ်နောက်လိုက်စမ်းပါကြိုင်ပွဲလေးစလိုက်ကြအိုက်ဆာဝန်ခံလေးကိုကြည့်ပါဆိုတော့အိုက်ကဘဲကားကိုညှိနှန်းထားလဲဆိုတော့ A Man from the South ဆိုပြီးတော့နာမည်ကြီးခဲ့တဲ့နိုင်ငံခြားကားကိုတူယူပြီးတော့ရိုက်ထားရပဲဖြစ်ပါတယ်တကယ်ကောင်းတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်အဲ့ရုပ်ရှင်လေးကတော့ short film ပဲဖြစ်ပါတယ်ကျွန်တော်အဲ့ရုပ်ရှင်ကားကိုကျွန်တော်ဒီဗီဒီယိုအောက်မှာကျွန်တော် description နဲ့ဒါမှမဟုတ် comment မှာလည်းကျွန်တော် link ချပေးရပါမယ်ပြီးတော့ဒီကားကတော်တော်ကောင်းတဲ့ကားပဲဖြစ်ပါတယ်အားလုံးကြည့်ဖို့လည်းညွှန်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးစောင့်ကြည့်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်စင်စက်တွေပဲဖြစ်ပါတယ်